အိမ်သစ်ပြောင်းရင်အရင်ဆုံးစံအိုးနဲ့စားအိုးကိုယူသွားရတယ်မြေတို့ရဲ့ဒါမှအိမ်သစ်မှာစားဝတ်နေရေးဘတော်မှမခက်ခဲပဲပြည်စုံနေမှာပေါ့ပြီးရင်ကိုကွယ်တဲ့ဖျားစင်နဲ့ဖျားရုပ်ပွားတော်ကိုအရင်ပင့်ရပါတယ်အိမ်မှာအေးချမ်းပြီးဘေးအန္တရာယ်ကင်းဝေးအောင်လို့ပေါ့မြေတို့ရေအိုးစီအိုးခွက်ပြည်စုံဖို့ရေအပြက်ပါတဲ့ရေအိုးကိုလည်းယူသွားရမယ်နော်ရေလိုအေးမြပြီးစိတ်ချမ်းသာစရာတွေပဲအိမ်ထဲရောက်လာမှာပါတံမျက်စိအစ်စ်ကိုလည်းယူသွားပါအဟောင်းကအညစ်အကြေးတွေကိုမတည့်ပဲအစ်စ်နဲ့အမိုက်စင်အောင်လှဲခြင်းပြီးဘဝတစ်ကိုစရတယ်မြေတို့ရဲ့ကိုယ့်ရဲ့ငွေသက်တာဒါမှမဟုတ်ပတ်စံအိတ်ကိုလည်းကိုယ်တိုင်တည်သွားပါငွေဝင်လန်းတွေပွင့်ပြီးစီးပွားတက်စေဖို့မင်္ဂလာယူရတာလေအုံသီးငှက်ပြောသီးလို့အညာအကိုင်းပါတဲ့အသီးတွေလည်းယူသွားရတယ်နော်မိသားစုတွေစီစီလုံးလုံးနဲ့အောင်မြင်မှုတွေအမြဲရနေအောင်လို့ပါအိမ်ထဲကိုဝင်တဲ့အခါမှာလဲစိတ်ဆိုးမှန်ဆိုးမရှိပဲပြုံးပြုံးရွှင်ရွှင်နဲ့ဝင်ကြပါမြေတို့ကိုယ်စိတ်ကကြည်လင်မှအိမ်သစ်ကလည်းကြက်တရေရှိမှအိမ်ဆိုတာကိုယ့်ရဲ့စိတ်အေးချမ်းရာပါဖွားဖွားပြောသလိုမင်္ဂလာရှိရှိပြောင်းရွှေ့ပြီးပျော်ရွှင်အောင်နေကြပါဦးမြေတို့ရေ